အဲ့တော့ဒီဝဗုဒ္ဓမန်ဆိုတာအခုပြောတဲ့မနတ်တို့တွန့်ပြန်ပြောကြတဲ့မြတ်ဗုဒ္ဓရဲ့ဆုံးမစကားတွေအဲ့တော့ခုနဒီဝဗုဒ္ဓနဲ့တခုတည်းနဲ့ပဲသက်ဆိုင်တယ်ခန္ဓာမန်တို့ကိလေသာမန်တို့ဘိသင်္ခါရမန်တို့ဗစ္စုမန်တို့နဲ့ပတ်သက်မှုမရှိဘူးအဲ့ဒါကြောင့်မို့မနတ်ဆိုတာနောက်ကနတ်ဆိုတာထည့်ထားသေးတယ်မနတ်ဆိုတာလောကမှာရှိတယ်အဲ့ဒီမာရဆိုတဲ့နတ်ဘာကြောင့်မာရလို့ခေါ်တော့ဆိုဟိုတရားဝါရီကိုဖြစ်စီထက်လို့သူမာနခေါ်လူတွေကိုပြက်လို့ပျက်စီးလုပ်တတ်တယ်လောကမှာလူဆိုးသူဆိုးတွေဟာလူကောင်းသူကောင်းတွေကိုပျက်စီးစေတာမာရဟာလည်းထို့တူပဲတရားဝါရီကိုပျက်စီးစေတတ်တယ်ဒါကြောင့်မို့မာရဆိုတဲ့နာမည်အပြင်သူ့ကိုအန္တကဆုံးသအောင်လုပ်တယ်ပါပိမရှုံးပါတဲ့အလုပ်တွေကိုသူကိုယ်တိုင်လည်းလုပ်တယ်သူများကိုလည်းနှိုးဆော်တိုက်တွန်းတတ်တယ်ဆိုတဲ့စကားလုံးတွေနဲ့သူ့ကိုသမုတ်ဖော်ပြထားတာရှိတယ်အဲ့တော့စိတ်ဝင်စားလို့မာရဆိုတာဘယ်မှာနေတာလဲဒီမနတ်ဆိုတာဘယ်မှာနေတာလဲဘုရားရင်ဖတ်တဲ့ပုဂ္ဂိုလ်တွေကဘုရားလောင်းတောထွက်တဲ့အချိန်ကစပြီးသူနဲ့တွေ့နေကြဒုက္ခရစရိယကျင့်တော်လဲသူလာနောက်ဆက်ပြန်အဲ့တော့သူအကြောင်းခဏခဏကြားတယ်ဘယ်ကလာပြီးတော့ဘယ်အယတသားတုံးလို့သိကောင်းသိချင်ကြဘယ်လိုအကုသိုလ်တွေလုပ်လို့သူကနတ်သားဖြစ်ဒါလောက်ဆုံးသမ်းတဲ့ပုဂ္ဂိုလ်တယောက်ရောနတ်ဖြစ်နိုင်သလားလို့လဲတွေးကောင်းတွေးချင်မှာပေါ့နော်အဲ့တော့စာပေကျမ်းထဲမှာသူကဘာကောင်းမှုပြုလို့ဆိုတာတွေတဲ့သူဟာဘယ်ပုံကလာတာဆိုတာကိုတော့ဖော်ပြထားတာရှိတယ်နတ်ပြည်6ထပ်ထဲမှာအမြင့်ဆုံးနတ်ပြည်ဖြစ်တဲ့ဝတ္တဝတ္တိသူများဖန်ဆင်းထားတာတွေကိုကိုယ်စိတ်တိုင်းကြအသုံးချဝတ္တဝတ္တိမိမိဆန္ဒတိုင်းဖြစ်စေတဲ့နတ်ဘုံမှာအဲ့ဒီနတ်ဘုံကနတ်တူပဲသူဟာဝတ္တဝတ္တိနတ်မင်းလားလို့ဆိုတော့မဟုတ်ဘူးဝတ္တဝတ္တိနတ်ပြည်ကိုအုပ်ချုပ်နေတဲ့ဝတ္တဝတ္တိနတ်မင်းကရှိတယ်တဲ့သူကသဘုံကောင်းဆောင်လို့သူတို့ဆိုတယ်ပေါ့နော်ဓမ္မရိကစောရဓမ္မရိကစောရဆိုဒီနတ်ဘုရင်ကြီးရဲ့ဝတ္တဝတ္တိနတ်မင်းကြီးရဲ့ဆုံးမမှုကိုနားမထောင်ဘဲနဲ့ပုံကန်းနေတယ်အဲ့တော့သဘုံဆိုတာဗမာပြည်ရှိတာမဆမ်းပါဘူးနော်ပုံကန်းတဲ့လူရှိတာဝတ္တဝတ္တိနတ်ပြည်တောင်ရှိသေးတယ်ငြိမ်းချမ်းရေးတော့လုပ်လို့ရမှာမဟုတ်ဘူးတဲ့အဲ့ဒီလေဝတ္တဝတ္တိနတ်ပြည်မှာတောင်မှပဲဒီသဘုံကရှိနေပြန်တယ်ပေါ့ပုံကန်းတဲ့လူဟာအဲ့တော့တရားရီရှိနေလို့ရှိရင်အယူဆန္ဒမတူညလို့ဆန့်ကျင်ဘက်လောက်ကြတဲ့လူတွေကိုတစ်ဖက်ကသမုဋ္ဌသဘုံလို့သမုဋ္ဌပေါ့နော်ပုံကန်းသူကိုသဘုံလို့သမုဋ္ဌအဲ့တော့ပြန်လန်ခေါ်ကြတဲ့စကားတွေပေါ့ဒါတော့အဲ့တော့ဒီသူ့ရဲ့အကြောင်းကိုအနည်းငယ်တစုံတစဖော်ပြထားတာတခြားနေရာတော့မတွေ့ဘူးသေးဘူးတစုံတစဖော်ပြထားတာတော့မစ္စည်းမနိကေမူလပရိယာယတုတ်ရဲ့အဖွင့်မှာပစာပတိဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးတော့မနတ်အကြောင်းရေးထားရှိတယ်ပစာပတိဆိုတာဒီနေရာမှာတဲ့မနတ်ကိုပြောတာပါတဲ့သို့တော့တစ်ဆက်ကသုံးမှလာတဲ့ပစာပတိတဒေဝရာဇတတစ်ဆက်ခံအောင်လောကေယတံဆိုတဲ့အဲ့ဒီပစာပတိကတော့မနတ်မဟုတ်ဘူးတရားမင်းလိုပဲဓာတုရည်မြ33ယောက်ထဲမှာပါဝင်တဲ့ပစာပတိနတ်မင်းကိုဆိုလိုတယ်ပေါ့အဲ့ဒီမူလပရိယာယသုံးမှာပါတဲ့ပစာပတိကြတော့မနတ်ကိုဆိုလိုတယ်လို့ဖွင့်ထားတယ်အဲ့တော့ပစာပတိဆိုတာတရားတွေကိုမကောင်းတဲ့လူတွေကိုမကောင်းသလိုအုပ်ဆိုးတဲ့ပုဂ္ဂိုလ်ပေါ့လောကလူတွေဟာဝါဒနာတူရစုစည်းကြစိတ်နေသဘောထားတူရစုစည်းကြဒါမို့တရားဝါဒနာပါတဲ့လူကလည်းတရားနဲ့အပြောပါဝါဒနာပါတဲ့လူကလည်းအပြောပါနဲ့စုစည်းကြဒါလောကရဲ့သဘာဝပဲကိုယ်ဝါဒနာတူရခြင်းစုစည်းကြအဲ့ဒါလိုပဲမနတ်မှလည်းပဲသူ့အတိုင်းဝိုင်းနေရှိတယ်
သူတိုင်းဝိုင်းနေရှိတယ်စဉ်းစားစရာကောင်းတာတော့နတ်ဖြစ်နေလို့အကောင်းကြီးလို့လည်းပြောလို့မရဘူးလူဖြစ်နေလို့လည်းလူကောင်းကြီးလို့ပြောလို့မရဘူးတရားဝါဆိုတာလူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်တိရစ္ဆာန်ပဲဖြစ်ဖြစ်ဆရာကြီးဆိုးရှိတဲ့တရားဝါဆရာကြီးဆိုးတာဆရာကြီးကောင်းရှိတဲ့တရားဝါဘယ်ဘဝရောက်ရောက်ဆရာကြီးကောင်းရှိတယ်အဲ့ဒါကိုကြည့်မယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေကိုယ်မှာဆရာကြီးဆိုးတွေမရှိအောင်တတိထားတဲ့နာပေါ့စိတ်နေသဘောထားတွေကိုပြုပြင်မယ်ဆိုရင်ဆရာကြီးဆိုးတွေကိုဖယ်ရှားပြစ်နိုင်တာပဲကြည့်လေသဘောကောင်းတယ်ဆိုတဲ့နွားတွေထဲမှာတောင်းပါပဲတရှူးရှူးနဲ့ချင်းချင်းခွေ့တတ်တဲ့အကောင်ရှိတယ်အဲ့တော့နွားဆိုတဲ့တရားဟာကြားနဲ့မတူဘူးပေါ့သဘောကောင်းတယ်လို့ပြောရမှာသို့တော့ချင်းချင်းကြတော့ခွေ့ခြင်းနဲ့အနိုင်ကျင့်ခြင်းနဲ့ဆိုရင်နွားလည်းရှိတာခွေးတွေထဲမှာလည်းတွေ့လိမ့်လူတွေကမြင်မျက်စောင်းထိုးဟောင်းနေတဲ့အကောင်သူကသူအေးစေးစေးအိတ်နေတဲ့အကောင်တွေလည်းပြေးဇေယိုက်ချင်းမတူကြဘူးလို့ဆိုလို့ဘယ်တရားဖြစ်ဖြစ်ဇေယိုက်တွေအလေးအထားတွေဝါသနာတွေဟာကွဲပြားခြားနားမှုရှိကွဲပြားခြားနားမှုရှိအဲ့တော့ဇေယိုက်ဆိုတာဟာအမိုက်မျိုးတွေအတွက်ကတော့တမိုးရှိတဲ့ရောင်ဒါကိုပဲခြေနှက်ပြီးတော့ဇေယိုက်ဆိုးမွေးမြူနေကြတဲ့အတွက်ကြောင့်တဘဝနဲ့တဘဝပို့ပြီးတော့ဇေယိုက်တွေကဆိုးလာကြလူဘဝတွေအံ့ဩစရာတော့ကောင်းတယ်အင်္ဂုလိမာလာရဲ့အတိတ်ဘဝတွေကိုကြည့်မယ်ဆိုရင်သူဟာဖြစ်လိုက်ရင်ဘလူးလို့ဘာလို့ဖြစ်တယ်ရှစ်ဆက်ချမ်းကျုပ်တဲ့အနေထားမျိုးတွေဒါသူ့ရဲ့အတိတ်ဘဝတွေကိုသူကကြမ်းတမ်းလာဒီဘဝတွေကြမ်းတမ်းမဟုတ်အဲ့လိုဘဝတစ်ခုဟာတဘဝတည်းနဲ့လူတယောက်ရဲ့ဇေယိုက်ဆိုတာဖြစ်တာမဟုတ်ဘူးအထုံဝါဒနာဆိုတာဘဝပေါင်းများစွာကုဆက်ပြီးတော့ရောက်ရှိနေတဲ့ယောဂဆိုးကြီးလိုပဲလူတွေမှာရှိတတ်တယ်ဆိုတာအဲ့တော့ကိုယ့်တတိထားပြီးတော့မကောင်းတဲ့ဇေယိုက်တွေပါနေပြီဆိုရင်ဒီမကောင်းတဲ့ဇေယိုက်တွေကိုထူးခြားစွာနှိမ်နှင်းဖယ်ရှားပစ်ဖို့မတမ်းအရေးကြီးတယ်ပေါ့နော်ဒီဇေယိုက်ကဘယ်ဘဝရောက်နတ်ပြည်ရောက်လို့ပျောက်သွားတယ်လို့မဟုတ်ဘူးလူဖြစ်လို့ပျောက်သွားမယ်လည်းမဟုတ်ဘူးတိရစ္ဆာန်ဘဝကဇေယိုက်ဆိုတခုတည်းလူဖြစ်ရင်လည်းပါလာမှာပဲနတ်ဖြစ်ရင်လည်းပါလာမှာနောက်ဆုံးမှာပြမတော်မှပဲဝါသနာတို့ဇေယိုက်ဆိုရှိသေးတယ်ပြမဆိုပြီးမဲ့လို့ရိုးသားတဲ့လူကြီးမအောင်မိတ်လေးနဲ့ဘာကြောင့်မရိုးသားဘူးလို့ပြောရတာတော့ဆိုစဉ်းစားကြည့်လေမြတ်စွာဘုရားပြမပြေကြွသွားတော့ကမြတ်စွာဘုရားပြမပြေကြွသွားတော့ပြမထဲမှာမဟာပြမဆိုတဲ့ပြမမင်းကြီးကတူပဲရှိတယ်သူ့ဘုံနဲ့လိုက်သူတူပဲရှိတယ်အပြမမင်းကြီးဘယ်နေတယ်ဆိုတာကျန်တဲ့ပြမတွေကမသိကြဘူးမသိဘူးတကူချင်းကအမှန်တမ်းကွာခြားကြတော့မသိကြဘူးသို့တော့သူတို့သိတာပါတော့ဆိုရင်သူရောက်လာတော့မယ်ဆိုရင်အလင်းရောင်တန်းကြီးသို့မဟုတ်အလင်းတန်းကြီးတစ်ခုရင်ပေါ်လာပြီးရင်သူရောက်လာသူဘယ်နေမှလည်းမသိဘူးထောက်လန်းမှုတွေလည်းခက်ပဲသူနေတဲ့နေရာမသိဘူးအဲ့ဒီမှာလူပြေကမြတ်စွာဘုရားလက်ထက်တုန်းကယဟန်တော်တစ်ပါးဓာတ်ကြီးလေးပါးဘယ်မှာချုပ်တယ်လဲဆိုမေးခွန်းသွားမေးတာဖះကိုတော့မမေးပဲနဲ့သူကနတ်တွေကတကိုးရှိတော့သိလိုက်မယ်လို့ထင်ပြီးတော့နတ်တွေသွားမေးတာအဲ့တော့နတ်တွေကအစင်းစင်းပြောလိုက်တယ်သူတို့မသိဘူးမသိဘူးပဲပြောလိုက်ကြတယ်အကုန်လုံးမသိတော့တကိုးကြီးတဲ့ကြီးတဲ့နတ်တွေကိုသူကလည်းဇံပင်ញင်ရတဲ့ပုဂ္ဂိုလ်ဆိုမေးတာနောက်ဆုံးဗြဟ္မပြေထီရောက်သွားတယ်ဗြဟ္မပြေရောက်တော့ဗြဟ္မာတွေမေးတဲ့အခါဗြဟ္မာတွေကသူတို့လည်းမသိဘူးတဲ့ပြောသူတို့တဲ့တကိုးကြီးတဲ့မဟာဗြဟ္မာကြီးဆိုတာရှိတယ်တဲ့သူတို့သိနိုင်လောက်တော့ဒါဖြင့်အဲ့ဒီမဟာဗြဟ္မာကြီးကဘယ်နေတော့မသိဘူးတဲ့ဘယ်နေမှမသိဘူးသူလာမယ်ဆိုရင်တော့အလင်းရောင်ကြီးပေါ်လာတယ်ပြောရင်ဆိုရင်အလင်းရောင်ကြီးပေါ်လာမကြကပဲသူရောက်ချလာ
ရောက်လာတော့မဟာပြမဆိုတာသူပဲဆိုသွားမေးတယ်ရန်ကဓာတ်ကြီးလေးပါချုပ်တဲ့နေရာသူသိချင်တယ်ဘယ်မှာချုပ်လဲမေးတော့ပြမကြီးကမေးတာကိုမဖြေဘဲနဲ့မကြားကြအောင်ဆောင်ပြီးသူဘာပြောတော့ဆိုသူဟာပြမမင်းနဲ့လောကကြီးကိုဖန်ဆင်းတာသူတဲ့နော်တရားရည်ရဲ့အရှင်သခင်ကြီးဖြစ်တယ်ဆိုတော့သူပြောတော့ဟိုရန်ကလည်းပြမကြီးဒါကိုတင့်ကိုငါမေးတာမဟုတ်ဘူးငါမေးတာမဟာဘုတ်၄ပါးဓာတ်ကြီး၄ပါးဘယ်မှာချုပ်တယ်လဲမေးတာဆိုတော့သူက၃ကြိမ်ထိအောင်သူပြမကြီးဖြစ်တဲ့အကြောင်းပဲပြောတာမဖြေဘူးနောက်ဆုံးကြတော့ဟိုရဟန်းကမေးတဲ့အခါကျတော့သူကလက်တုပ်ပြီးတော့ခေါ်သွားတယ်ကြံတဲ့ပြမတွေမရှိတဲ့နေရာခေါ်သွားပြီးတော့တူတူပြောတယ်ဘာပြောတော့ငါလည်းမသိဘူးဘာကြောင့်ကိုယ်ပြမတွေရှိမပြောတာတော့ဆိုတော့ तू လည်းကြည့်လေရှက်တယ်လေ तू ကအကုန်သိတယ်လို့ပြောထားတယ်ဝတ္တဝတ္တိနော်အားလုံးကိုသူ့အလိုတိုင်းဖြစ်စေနိုင်တယ်အရာအားလုံးကိုမြင်တယ်ဆိုပြီးတော့ तू ကကြွားလုံးထုတ်ထားတာ तू မသိတာတခုမှမရှိဘူးဆိုတဲ့ဝန်ခံချက်ရှိတော့လက်တို့ခေါ်သွားတယ်ငါလည်းမသိဘူးဒါပေမဲ့ကိုတော်ကဟိုအလိုက်ကန်းစိုးမသိဟိုပြမာတွေရှိမေးနေသူတို့ရှိပြောမှရှက်လို့ဒီခေါ်လာတယ်အဲ့ကြတော့ तू ဖွင့်ပြောတယ်ဒါကိုတော့အပြည့်တက်မေးရမှာဖះမေးရမှာတဲ့ကိုတော့ဖះကိုတော့မေးဖះမှာဖြေနိုင်တော့ဒီမေးကောအဲ့လိုပြောလိုက်တယ်ဆိုတော့ဒီဘုဒ္ဓနိရောဓဓာတ်ကြီးလေးပါချုပ်တာနဲ့ပတ်သက်ပြီးတော့မေးတဲ့ကိုတော့နဲ့ပတ်သက်ပြီးဒီစကားလေးပြောတာစာဖတ်ရင်စဉ်းစားကြည့်ဗြဟ္မာလည်းပဲကောက်ကျစ်သားပဲလို့ဒီလိုဆိုတော့နော်လူသိမှရှက်တယ်လေသူလည်းအများရှိမှသူလည်းဟန်လောက်တတ်တယ်ပေါ့ဆိုတော့တရားဝါဟာတရားဝါပဲလေတရားဝါဟာတရားဝါပဲတရားဝါရဲ့စိတ်ဟာဒီတိုင်းပဲဖြစ်မှာဒါကြောင့်မလို့ဘဝမှာရှိုးသားဖို့ဖြောင့်မတ်ဖို့ဆိုတာလေဂုဏ်တစ်ခုနေနဲ့ပြောကြတာဖြစ်တယ်အဲ့တော့ဒီမနတ်ဆိုတာဟာဝတ္တဝတ္တိနတ်ဘုံမှာတဲ့ဝတ္တဝတ္တိနတ်မင်းကြီးကိုထော်လောကန်းနဲ့လှုပ်ပြီးတော့ပုံကန်းနေတဲ့သူ့အဖွဲ့နဲ့သူပုံကန်းနေတဲ့ဒီတခိုးသဘုံလို့အလားတူတဲ့နတ်ဖြစ်တယ်သူလှုပ်ချင်လှုပ်တယ်ကောင်းတာလှုပ်တဲ့လူတွေသူနဲ့မတည့်ဘူးမကောင်းတာလှုပ်တဲ့လူမှသူနဲ့တည့်တယ်နော်မကောင်းတာလှုပ်ရင်သူကအားပေးတယ်သူ့ပိဋကကလည်းအဲ့တိုင်းပဲမကောင်းတာလှုပ်မှအားပေးတယ်ပိဋကအဲ့ဒီလိုဝတ္တဝတ္တိနတ်ပြည်မှာသူရှိတယ်ဆိုတာကိုတော့သူဟာဝတ္တဝတ္တိနတ်မင်းမဟုတ်ဘူးနတ်မင်းကြီးကိုဆန့်ကျင်မဲ့လုပ်နေတဲ့တပုံနတ်သားသာဖြစ်တယ်ဆိုတာကိုတော့စာပေကျမ်းဂန်ထဲမှာမူလပဏ္ဏတမူလပရိယာယသုတ်အထက်ကထာပဇာပတိဆိုပုံမှာတော့အဲ့လိုဖွင့်ဆိုထားတာရှိတယ်အဲ့တော့သူရဲ့တက်တန်းကလည်းပဲတရားတော်တဲ့သူကတကူကြီးတယ်လို့ပြောတရားမင်းတို့တဲ့တကူကြီးတယ်လို့ပြောနတ်ပြည်6ထပ်မှာထိတ်ဆုံးမှသူကဖြစ်တာအဲ့တော့ဘယ်လိုကောင်းမှုကြောင့်နတ်ပြည်ရောက်တာလဲလို့ဆိုတာတော့သူဟာဒါနတရားကိုလည်းပဲပြပြဝါဖြစ်ခြင်းကနာရှိမယ်လှူခဲ့တန်းခဲ့တဲ့ဒါနကောင်းမှုကိုလွန်လွန်ကဲကဲပြုလုပ်ခဲ့တယ်ကိုချင်းသီလကိုလည်းလွန်လွန်ကဲကဲထိမ့်သိမ်းဆော့ဆော့ခဲ့ဘာလို့လဲဆိုနတ်ပြည်ရောက်တဲ့ပုဂ္ဂိုလ်တွေဟာတာမန်မြတ်မဟုတ်ဘူးဒါနကိုလည်းပဲကြိုးကြိုးဆဆလွန်လွန်ကဲကဲပြုတဲ့ပုဂ္ဂိုလ်တွေသီလကိုလည်းလွန်လွန်ကဲကဲဆောက်တည်ခဲ့တယ်မျက်မျက်နိုးနိုးကြိုးစားဖြစ်ချင်းခဲ့တဲ့ပုဂ္ဂိုလ်မျိုးတွေဖြစ်တယ်ဆိုတာတော့ရေပုံရအပြင်ပြောထားတဲ့စကားရှိတယ်အဲ့တော့နတ်ပြည်ရောက်တာဟာဒါတွေကြောင့်ရောက်တာနတ်ပြည်ရောက်ရဲ့တန်တဲ့စိတ်ကောင်းနှလုံးကောင်းမရှိတာတော့ဇေယိုက်ဆိုးတဲ့ဝါသနာလို့ပြောနော်ဇေယိုက်ဆိုးတဲ့ဝါသနာကိုမပြင်းသည့်အတွက်ကြောင့်သူဟာနတ်ပြည်ရောက်တော့လေဇေယိုက်ဆိုးရှိတယ်မကောင်းတဲ့အလုပ်တွေကိုလုပ်ချင်တဲ့ဝါသနာရှိတယ်လို့ဒါကိုဆန်းစစ်ကြည့်လို့ရှင်လေကိုဟာဘာဝါသနာပါနေဘာလုပ်ချင်တယ်မဟုတ်တာဘာလုပ်ချင်တယ်ဆိုတော့ကိုသိနိုင်စွမ်းရှိတယ်အဲ့ဒါကြောင့်မလို့သိတဲ့ဘဝမှာ
မကောင်းမှန်းနဲ့သိပြီဆိုရင်ဒီဆရာဆိုးကိုဒီဘဝမှာပြင်ပြင်မပြင်မတော်တဆနတ်ပြည်ရောက်သွားလည်းပဲဒီပုံစံချိုးနေဥမှာပဲဒီစိတ်မျိုးမွေးနေဥမှာပဲလို့တွက်ဆယူလို့ရနိုင်တယ်ပေါ့နော်ဒါကြောင့်မို့ဆရာကောင်းနေစိတ်ကောင်းနှလုံးကောင်းနေထားနိုင်အောင်ကြိုးစားအထောက်ကြရမှာပဲအခုဒီမာရဆိုတဲ့ဒေဝပုဒ္ဒမနတသားနဲ့မြတ်စွာဘုရားနဲ့ဘုရားဖြစ်ပြီးတဲ့နောက်မှာအချိန်ချင်းဆုံတွေ့ပြီးတော့ဘုရားကိုလာပြီးတော့နှောက်ယှက်ထားရမှတ်တမ်းတင်ထားတာသုတ်ပေါင်းဒီ25သုတ်ရှိတယ်မာရတန်ယုတ်လို့နာမည်ပေးထားတယ်မာရတန်ယုတ်တမာနနဲ့ပတ်သက်တဲ့ဟောပြောချက်များဆိုပြီးတော့အဲ့ဒါလို့မြတ်စွာဘုရားမာရနဲ့ပတ်သက်ပြီးတော့ဟောပြောတဲ့သုတ်တွေမှတ်တမ်းတင်ထားတာနော်25သုတ်ရှိတယ်အဲ့ဒီ25သုတ်ထဲကဒီသုတ်တွေရဲ့အကြောင်းဘလို့မနတ်ကိုမြတ်စွာဘုရားဘလို့တုံ့ပြန်ပြီးတော့ဆုံးမစကားပြောကြားခဲ့တယ်လေဆိုတာတွေကိုမှတ်တမ်းတင်ထားတာဒီထဲမှာတောထွက်ခါစားကတိတ္တရမင်းသားဘုရားလောင်းတောထွက်လာတဲ့အခါမှာ9 ရက်အတွင်းစัจ jaya ဆိုင်ပြီးစัจ java မင်းဖြစ်မယ်တောမထွက်တဲ့လူလားဟန်တားတယ်ဆိုတာတွေတော့ဒီမှာမပါဘူးဘုရားဖြစ်ပြီးတဲ့နောက်မှာလာရောက်ပြီးတော့နှောက်ယှက်မှုတွေကိုပေးတဲ့အကြောင်းနှောက်ယှက်တိုင်းမြတ်စွာဘုရားဟာဗာပြန်ပြောလိုက်တယ်ဆိုတာတွေကိုမှတ်တမ်းတင်ထားတာတနည်းအားဖြင့်ပြောမယ်ဆိုရင်မနတ်တို့မြတ်ဗုဒ္ဓရဲ့ပြန်ကြားချက်များပေါ့ပြန်ကြားပြောဆိုတဲ့စကားတွေမနတ်တို့ပြန်ကြားချက်တုံ့ပြန်ပြောဆိုချက်များမှတ်တမ်းတင်ထားတာသုတ်ပေါင်း25သုတ်ရှိတယ်အဲ့ဒီ25သုတ်ကိုမာရတန်ယုတ်ကိုပြည့်ပြည့်စုံစုံဆက်လက်ပြီးတော့ဟောကြားဖို့ဒီနေ့တော့ပထမဆုံးမာရနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုနည်းငယ်ပြောရတာအဲ့တော့ဘယ်ကုသိုလ်ကြောင့်မာရဖြစ်တယ်ဆိုတာကိုစာထဲမှာအတိအကျမဆိုဘူးဘယ်ပုံမှာဆိုတာတော့ဆိုတယ်ဘယ်အဆင့်တန်းဆိုတာတော့ဆိုတယ်နော်ဒီမာရဆိုတာနောက် information သူ့အကြောင်းနဲ့ပတ်သက်တာလေသူနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတစ်ခုပြောရမယ်ဆိုလို့ရှိရင်သူဟာမြတ်စွာဘုရားကိုသာလင်လာနှောက်ယှက်တာမဟုတ်ဘူးတခါတုန်းကရှင်မမောဂလန်ဘိုက်ထဲမှာမနတ်ကြီးဝင်နေတယ်ဆိုတာကြားဖို့ကြလိမ့်မယ်အဲ့ဒါလို့ဝင်နေတဲ့အချိန်တုန်းကလေရှင်မောဂလန်ကနေရထိုင်ရတာဘိုက်ထဲလေးတိတိဖြစ်နေတယ်ဘယ်လေးတိတိဖြစ်နေတယ်ဘာများပါလဲလို့ဆင်ခြင်စဉ်းစားကြည့်တော့မနတ်ဝင်နေတာကိုတွေ့ရတယ်အဲ့ဒီအချိန်မှာရှင်မောဂလန်ကငါလိုပုဂ္ဂိုလ်ရဲ့ဝန်းထဲတောင်ဝင်ပြီးကျန်တဲ့ပုဂ္ဂိုလ်တွေကိုနှိပ်စက်လိုက်ပဲတခါကျတော့ဆိုးတဲ့လူကချော့ပြောရတယ်နော်ဆိုးတဲ့လူကိုချော့ပြောရတယ်အဲရှင်မောဂလန်ကသူ့ကိုချော့ပြီးတော့ပြောတာမင်းဒုက္ခမပေးခြင်းနဲ့ငါကိုမင်းကိုငါဘိုက်ထဲမှာရှိတယ်ဆိုတော့ငါသိတယ်ဆိုတော့သူကအပြင်ထွက်ပြီးတကားပေါင်ကြားမှာပုံကွယ်နေတယ်အဲ့ဒါလည်းရှင်မောဂလန်ကမင်းခုပုံနေပြန်ပြီးငါကြောင်းထဲကိုမင်းသွားတာမဟုတ်ဖ ೇನೆ ဆိုပြီးတော့ဘယ်လိုချော့ပြောတော့ဆိုကကုသနာမြတ်စွာဘုရားလက်ထက်တုန်းကငါဒီဒုတ်တိဆိုတဲ့မဏ္ဍကြီးဖြစ်ခဲ့ဘူးတယ်အဲ့ဒုတ်တိမဏ္ဍရဲ့ကာလီဆိုတဲ့နှမရှိတယ်မင်းအမေကကာလီတော့သူ့အမေတဲ့ဒါဒီသုတ်တန်ရသူ့အမေကကာလီတဲ့အဲ့ဒီကာလီရဲ့မင်းကသားဆိုတော့မင်းနဲ့ငါနဲ့တူကြီးတော်တယ်ပေါ့တူကြီးတော်တော့မင်းငါဒုက္ခမပေးခြင်းနဲ့လို့ဆွေမျိုးဆက်ပြီးတော့သူ့ကိုမောင်းထုတ်ရတယ်ဆွေမျိုးဆက်ပြီးမောင်းထုတ်တယ်အဲ့ဒုတိမဏ္ဍဆိုတာတော်တော်ဆိုးတယ်ရှင်မောဂလန်အလောင်းဒုတိမဏ္ဍရှင်မောဂလန်လည်းမဏ္ဍဖြစ်ခဲ့ဘူးလားဒီဗရကဘာမှာမဏ္ဍဖြစ်ခဲ့ဘူးအဲ့သူဒုတိမဏ္ဍဖြစ်တော့ဆိုရင်ပိုဆိုးတယ်ကကုသနာမြတ်စွာဘုရားဆွမ်းကကြွတဲ့အခါမှာသူကစမ်းတက်တဲ့အနေနဲ့ဘုရားရဲ့တပည့်သားတွေကိုလူတွေကိုဆဲခိုင်းတာဝင်ပူးပြီးတော့ဆဲခိုင်းတာအဲ့လိုတွေလုပ်တယ်နောက်ဆက်မျိုးပြီးတခါကျတော့တွေ့တဲ့လူကထိုင်ဝှချအောင်လှူဒန်းတန်းတာလုပ်အောင်သူကလုပ်ပြန်
အဲ့ဒါလို့လူဓမ္မတွေနဲ့ယဟန်တွေကိုပျက်စီးအောင်လုပ်ပြန်တယ်ဆဲရီတိုင်းထွာမှုတွေနဲ့ယဟန်တွေကိုဒေါသထွက်အောင်လုပ်တယ်လောဘဖြစ်အောင်လုပ်တယ်ဒေါသဖြစ်အောင်လုပ်တိုင်းမြတ်စွာဘုရားကဒေါသထွက်အောင်လုပ်ပြီးဆိုရင်မေတ္တာပွားကြလို့ယဟန်တွေကိုမေတ္တာပွားခိုင်းလောဘဖြစ်အောင်လုပ်ရင်အတုပကမ္မထာကြိုးစားပွားများကြလို့မြတ်စွာဘုရားကအတုပနဲ့မေတ္တာနဲ့ကာလိုက်တဲ့အခါသူလှုပ်ချင်တယ်ဟာမအောင်မြင်ဘူးမအောင်မြင်တော့ဘာလုပ်တော့ဆိုရင်မြတ်စွာဘုရားနောက်ကဒီဝိတုရဆိုတဲ့လက်ရရန်မြတ်စွာဘုရားရဲ့အက္ခတဝကတပါးပေါ့လေလူငယ်တွေကိုပူးပြီးတော့အဲ့ဒီအက္ခတဝကကိုခေါင်းကိုခဲနဲ့ထုတယ်ခဲနဲ့ထုတော့ခေါင်းကွဲသွားတယ်သွေးတွေထွက်အဲ့ဒီချိန်မှာပပုသနာမြတ်စွာဘုရားကနောက်လှည့်ပြီးတော့အေးဒုတိမနတ်မင်းလှုပ်တာတွေလုံးကုန်ပြီလို့ပြောလိုက်တာပဲအဲ့ဒီမှာသူ့အကုသိုလ်ကလည်းကြီးတော့မြတ်စွာဘုရားလည်းအဲ့လိုပြောပြီးတော့သူဟာမြေမျိုးပြီးတော့ဝီစီငရဲရောက်သွားတယ်ဘုရားကြောင့်ဖြစ်တာတော့မဟုတ်သူ့အကုသိုလ်နဲ့သူဖြစ်တယ်အဲ့တော့ရှမောကလန်အလောင်းကလည်းဇယိုက်ဆိုးမနတ်မျိုးဖြစ်ခဲ့ဘူးတယ်ဒီဇလန်းရပြောမှဆိုအဲ့တော့နတ်တွေမှာအမေဖေရှိသလားလို့လည်းမေးစရာရှိတယ်ပေါ့နော်အမေဖေရှိသလားလို့ဆိုလူပြေကလူမွေးတာတော့မဟုတ်ဘူးတဲ့လူပြေကလူမွေးတာတော့မဟုတ်ဘူးသူကနတ်ဆိုတာဟာဘွားကနေကိုထင်ရှားပေါ်တဲ့ဥပပတ်ပရိသေနေတဲ့အရာမျိုးဖြစ်တယ်အဲ့တော့ရင်ခွင်ထဲမှာလာပြီးဘွားကနေပေါ်ရင်ဒါသာသမီလို့ခေါ်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့အဲ့ရတလုံးဂရင်ရဲ့ချိန်ရင်းမျိုးမှာပေါ်လာလို့ရှိရင်ဒါအလုတ်ကျွေးအဲ့ဒီသူပိုင်တဲ့တနေရာမှာပေါ့ငွေဖွာလာလို့ရှိရင်သူ့ရဲ့အချမ်းရံလို့ဒီလိုသတ်မှတ်ချက်ရှိတယ်သူတို့စီမှာဟိုလိုငွေဖွာတာတော့မဟုတ်ဘူးအဲ့ဒါလို့နတ်တွေဟာလည်းပဲဒီလိုနီးနဲ့အမေအဖေသားသမီးဒီလိုရှိကြတယ်လို့ဆိုတယ်ဒါနတ်ပြည်ရဲ့မိသားစုပေါ့အိမ်အောင်စုဇရာလို့ပြောခြင်းပြောပေါ့အဲ့တိုင်းပဲခေါ်တယ်ဒီလိုမွေးတာမျိုးတော့မရှိဘူးသူကနဲ့သူဖြစ်လာကြတယ်အဲ့တော့ခုကာလီဆိုတဲ့နတ်သမီးကပြောမယ်ဆိုရင်ဒုတိမနတ်ရဲ့ရင်ခွင်ထဲမှာမွေးလာလို့သူကသမီးလို့ခေါ်တာပေါ့သူသမီးအဲညင်မလေသူနဲ့တူတူဖြစ်လို့ညင်မတခါအဲ့ဒီကာလီရဲ့ရင်ခွင်ထဲမှာအခုလက်ရှိမနတ်ကမွေးတာဖြစ်တော့ကြောင့်သူ့သားလို့ဒီလိုခေါ်တာဖြစ်မယ်အဲ့လိုခေါ်တာပေါ့နော်အဲ့ဒါကြောင့်ဒုတိမနတ်ရဲ့တူတော်တယ်လို့ဒီလိုဆိုတယ်အဲ့ဒါတော့မနတ်အကြောင်းလေးတွေနေငယ်ပါတယ်ပေါ့အခုဒီမြတ်စွာဘုရားသခင်ကိုရမြတ်ပွင့်လာတဲ့အခါမှာပထမဆုံးမာရတန်ယုတ်မှာဖော်ပြတဲ့သုတ်တန်ကမာရတန်ယုတ်မှာပထမဆုံးဖော်ပြတာတပောကမ္မသုတ်လို့ခေါ်တယ်အဲ့ဒီတပောကမ္မသုတ်မှာဘယ်လိုမှတ်တမ်းတင်ထားတော့ဆိုတော့မြတ်စွာဘုရားဟာတဲ့ဥရဝေလာတောနေရင်စရာမြေကဒီကနေ့သဲပြင်းကြီးဖြစ်ပြီး၆နေပြီဗုဒ္ဓဂယာသွားတဲ့လူတွေတွေ့တယ်အဲ့ဒီနေရင်စရာမြေကဥရဝေလာတောဘောဓိပင်ရဲမှာဘောဓိပင်အောက်မှာဖျားဖြစ်သူရောက်ပြီးတဲ့နောက်ဖျားဖြစ်တဲ့အခါမှာအဲ့နာမှာ49ရက်ဘောဓိပင်ပတ်ချာမှာဖျားဖြစ်ပြီးနောက်သတင်းသုံးနေထိုင်ခဲ့တယ်နော်သတင်းသုံးနေထိုင်တဲ့အခါမှာအဇပါလညောင်ပင်အောက်ရောက်တဲ့အချိန်မှာအဲ့ဒီမှာနေတဲ့အခိုက်မှာဖြစ်ပေါ်လာတဲ့အဖြစ်အပျက်တစ်ခုပြောအဲ့တော့အချင်းချုပ်ပြောရမယ်ဆိုရင်မြတ်စွာဘုရားဟာကဆုံလာပြီးနေညလွန်မြောက်လို့နောက်တည့်အရုံတက်ခဏီအချိန်မှာလာပြီးတော့တည့်ပဲရောက်သွားပြီပေါ့အရုံတက်ခဏီအချိန်မှာဘုရားဖြစ်သူရောက်တယ်ဘုရားဖြစ်သူရောက်ပြီးတော့ဘောဓိပင်အောက်မှာပဲဆက်လက်ထိုင်နေတာပလင်္ဂတတ္တဟာ9ရက်ဘုရားဖြစ်ပြီးတဲ့နောက်မှာပလင်္ဂတတ္တဟာတမဘဝင်စားပြီးတော့ဆက်လက်ထိုင်နေတယ်
အဲ့ဒီထိုင်နေတာ9ရက်ပြည့်တဲ့အခါမြတ်စွာဘုရားအရှိခတ်ယွန်းယွန်းမြောက်ဖက်ခတ်ယွန်းယွန်းမြောက်ဖက်အရှိဘက်ခတ်ယွန်းယွန်းထောင်းကနေပြီးတော့သူထိုင်တဲ့ဘောဓိပင်နေရာလေးကိုပြန်ပြီးတော့ကြည့်ပြီးတော့နေတယ်အဲ့တော့ပထမဘုရားဖြစ်တုန်းကထိုင်တဲ့9ရက်ကိုပန္လင်္ဂတတ္တဟလို့ခေါ်တယ်ပန္လင်္ဂတတ္တဟအဲ့ဒီပန္လင်္ဂတတ္တဟပြီးတဲ့အခါအရှိမြောက်ယွန်းအရက်ကနေပြီးတော့မတ်တရက်ပြီးအဲ့ဒီနေရာလေးရဲ့တန်ဖိုးပေါ့လေဒီနေရာလေးမှာသူဘုရားဖြစ်တယ်ဆိုဝန္တာအာရအမှတ်တရအနေနဲ့စိုက်ပြီးတော့ကြည်နေတာ9ရက်အဲ့ဒါကအနိမိတတတ္တအနိမိတဆိုတာမမိတ်မသွမျက်တောင်မခတ်ဆိုတဲ့ပုံစံမျိုးမမိတ်သောမျက်လုံးဖြင့်ကြည်နေတာ9ရက်အဲ့ဒါကြည်ပြီးတဲ့အခါမှာမတရက်ပြီးတော့ကြည်နေတဲ့အနိမိတတတ္တဟာရဲ့ပလင်္ဂတတ္တဟာပလင်တော်ရှိတဲ့နေရာရဲ့အဲ့ဒီနှစ်ခုကြားမှာအရှိနဲ့အနောက်နဲ့စဉ္ညာလေးတစ်ခုလမ်းလျှောက်เสียလေးလူလာတုံခန့်လမ်းလျှောက်ဖို့လမ်းလေးမှာစဉ္ညာသွားပြီးတော့ထိုင်တဲ့ဟာတွေကများလာတော့စဉ္ညာလမ်းလျှောက်ပြီးအပန်းဖြေနေထိုင်တာကိုစင်္ကမတတ္တဟာလို့ခေါ်တယ်9ရက်နော်အဲ့ဒါလို့9ရက်ပဏိင္ဂတတ္တဟာ9ရက်အနိမိတတတ္တဟာ9ရက်စင်္ကမတတ္တဟာ9ရက်ပြီးတဲ့အခါကျတော့အဲ့ဒီစဉ္ညာရဲ့အနောက်မြောက်ဖက်မှာအနောက်ဖက်မှာယရဏဂရဆိုတဲ့စံအိမ်ယရဏစံအိမ်ကျောင်းတော်ကိုဆောက်လုပ်ပြီးတော့နတ်တွေကဖန်ဆင်းပြီးတော့အဲ့ကျောင်းထဲမှာထိုင်ပြီးတော့တဘာဘဝင်စားရင်တဘာဘကထားတဲ့အခါအဘိဓမ္မာ9ကျမ်းကိုဆင်ញင်သုံးသပ်တယ်အဲ့ဒီအဘိဓမ္မာတွေလေးနဲ့တရားဓမ္မတွေဆင်ញင်သုံးသပ်ပြီးတော့နေတာ9ရက်လို့ဆိုတယ်ယရဏဂရတတ္တဟာအလုံးပေါင်းလိုက်တဲ့အခါကျတော့၄ဘက်ရှိသွားတယ်ပေါ့နော်၄ဘက်ပြီးတဲ့အခါကျတော့ဘောဓိပင်ရဲ့အရှိဘက်မှာရှိတယ်အဇပလညောင်ပင်ဆိုတာရှိတယ်အဲ့ဒီဇပလညောင်ပင်ကိုမြတ်စွာဘုရားကြွသွားပြီးတော့အဲ့ဒီမှာလည်းပဲ9ရက်သတင်းသုံးတာအဲ့ဒီသတင်းသုံးတဲ့အချိန်မှာတမဘဝင်စားတယ်တမဘကထားတယ်အဲ့ဒီလိုဖျားဖြစ်စာမှာအဇပလညောင်ပင်အောက်မှာသတင်းသုံးနေထိုင်တဲ့အချိန်လေးမှာတမဘကထားပြီးတော့မြတ်စွာဘုရားဘာတွေးမိတယ်လဲဆိုသူဟာတဲ့6နှစ်ပတ်လုံးမမယွင်ယွင်တပအကျင့်တွေကိုကျင့်ခဲ့မိတယ်အေးအခုတော့ငါအဲ့ဒါတွေကအဲ့ဒီအခက်ခဲတွေကငါလွန်မြောက်ခဲ့ပြီစိတ်ထဲမှာသူကသူပြန်တွေးတာငါလှုပ်လိုက်ရတာပင်ပင်ပန်းပန်းနဲ့အမှန်တမ်းခဲရင်နဲ့တပအကျင့်တွေကိုကျင့်တဲ့မှားရင်းနဲ့အကျင့်ဆိုးကြီးကလည်းငါလွန်မြောက်ခဲ့ရပြီကောင်းလိုက်တာဝမ်းသာပေါ်ရငါလွန်မြောက်လာပြီတာဓုမုတ်တော်ဝတ္တံမိတာယအနတ္ထတဟိတာယဒုက္ခရာကဘာမှကောင်းကျိုးမပေးတဲ့ပင်ပင်ပန်းပန်းအစာငတ်ခံခန္ဓာတို့လေးအသက်ရှူတာကိုချုပ်တီးတာတို့အဲ့ဒါလို့ပင်မနွမ်းနေတဲ့ပြင်းပြင်းထန်ထန်ကျင့်ခဲ့တဲ့ဒုက္ခရာအကျင့်စရိယာတွေကလွတ်လာလိုက်တာကောင်းလိုက်တာငါလွတ်သွားပြီအေးဒီအကျင့်စိုးတွေကငါလွတ်ပြီအခုထူးခြားတဲ့သဗ္ဗညုတဉာဏ်ဆိုတဲ့အသိဉာဏ်တူကြီးကိုလည်းငါရလိုက်ပြီလို့စိတ်ထဲမှာတွေးပြီးတော့ကြည်နူးဝမ်းသာဖြစ်နေတာအဲ့လိုကြည်နူးဝမ်းသာဖြစ်နေတဲ့အချိန်မှာရုတ်တရက်အနာရောက်လာပြီးတော့မနက်ကဘာပြောလိုက်တယ်လဲနော်မြတ်စွာဘုရားဒီလိုဝမ်းသာကြည်နူးပွဲရသူ့ရဲ့မှားရွေးနဲ့လမ်းကြောင်းလျှောက်ခဲ့တာတွေဒါတွေကလွတ်မြောက်လာတာကိုသူဝမ်းသာကြည်နူးတဲ့စိတ်နဲ့ပြန်ပြီးအမှတ်ရနေတဲ့အချိန်လေးမှာဝင်ရောက်ပြီးတော့ဘာနှောက်ယှက်လိုက်သူကဘာပြောလဲဆိုတပောကမ္မအပက်ကမ္မယေနတ်သုစန္တိမနောလောကသရဝါတွေဟာတပတ်အကျင့်ကိုမကျင့်မဲနဲ့ဘူးမှကိရိတာမစင်ကြယ်နိုင်ဘူးတဲ့အကောင်းလို့ဘာလို့နဲ့သူကဝင်ပြီးတော့နော်
တပတ်အကျင့်ကနေခွာရှောင်ပြီးတော့ဒီကိလေသာအငြိကြေးတွေကစင်ကြယ်တယ်ဆိုတာမဖြစ်နိုင်ဘူးကိလေသာအငြိကြေးတွေကမပြည့်နိုင်မစင်ကြယ်နိုင်ဘူးအတုတ်တော်မညတိတုတ်တော်ကိုတော်ကမစင်ကြယ်ပဲနဲ့ကိုယ့်ကိုစင်ကြယ်တယ်လို့ထင်နေတယ်ဘုရားเจ้าအောင်ပြောလိုက်တယ်နဲ့တူတယ်သူကမန္တတာလာပြောတာသုဒ္ဓိမေခအပရတောတကယ်ကိုစင်ကြယ်နိုင်တဲ့လမ်းကြောင်းကကိုတော်ဟာလွဲချော်သွားပြီဘယ်တော့မှကိုတော်စင်ကြယ်တာမဟုတ်ဘူးကိုယ့်ကိုထင်မကြီးမနေနဲ့ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့မန္တတာကဒီလိုပြောလိုက်တာနော်တပောကံမှာအပက်ကံမှာအလုံးကိုပင်မနွမ်းနေတဲ့အချက်မျိုးတွေကိုရှောင်လွှဲပြီးတော့ရေနတ်တုတ်ဇန္တိမာနဝါတရားတွေဟာဘယ်တော့မှမစင်ကြယ်ဘူးတဲ့ဒါဟာဒီတပတ်အကျင့်ဟာစင်ကြယ်ခြင်းရဲ့အကြောင်းတရားပဲဒါမကျင့်မဲနဲ့ဘယ်သူမှတန်တရားဘုကမလုပ်ဘူးလို့ဆိုလို့အဲ့ဒီလိုဖြစ်ပါရဲ့တန်းနဲ့ခုနကသူကမြတ်စွာဘုရားကစဉ်းစားတာဒီတပတ်အကျင့်ဆိုတဲ့ဒုက္ခရပင်ပင်ပန်းပန်းကျင့်တဲ့အကျင့်ဆိုးကြီးကငါလွတ်ပြီလို့ဝမ်းသာနေတာဟုတ်သူကကိုတော့အဲ့ဒါမကျင့်မဲနဲ့ဘယ်တော့မှမစင်ကြယ်ဘူးဆိုပြီးလာပြောတာနော်အတုတ်တော်မညတိတုတ်တော်ကိုတော့ကိုကိရိတာမစင်ကြယ်ပဲနဲ့စင်ကြယ်တယ်လို့ထင်နေတာသုဒ္ဓိမေခအပရတောစင်ကြယ်ကြောင်းလမ်းကြောင်းကနေကိုတော့လွဲချော်နေပြီမြတ်စွာဘုရားကိုအဲ့ဒါလို့သူကဘုရားရဲ့အတွေးပေါ်နေတဲ့အချိန်လေးမှာအနှောက်အယှက်ဖြစ်အောင်လာပြီးတော့အဲ့လိုပြောတာပြောလိုက်တော့မြတ်စွာဘုရားကသူ့ကိုပြန်ပြောလိုက်တယ်လေမနတ်ကြီးကိုတုံ့ပြန်ပြောတဲ့စကားလေးကမှတ်သားဖို့ရတစ်ခုပေါ့နော်အနတ္ထတန်ဟိတံညတ္တဝါယံကိစီအမရံတပံအမရတပလို့ဆိုဒီလိုခက်ခဲတဲ့အကျင့်တွေကိုကျင့်နေတာဟာမတရားနိဗ္ဗာန်ကိုဘဝတန်တရားမှာဘယ်တော့မှမတရားတဲ့လူတွေဆိုတာသေရမှာကိုကြောက်တယ်လေဘယ်တော့မှမတရားတဲ့ဒီဥမာမဲနတ်ပြည်ကိုမသေးဘူးလို့ထင်လို့ရှိရင်ဘယ်တော့မှမသေးတဲ့နတ်ပြည်ခုခေတ်တခြားဘာသာသမားတွေယုံကြည်တယ်လို့ပဲကောင်းကင်ဘုံပေါ့ဘယ်တော့မှပြန်လာစရာမလိုတော့တဲ့ထာဝရကောင်းကင်ဘုံအဲ့ဒီအမရဆိုတဲ့ဘယ်တော့မှမသေးရတဲ့နေရာအဲ့ဒီနေရာကိုရောက်စေနိုင်တဲ့လောကမှာအကျင့်တွေကျင့်တော့မြတ်စွာဘုရားကယံကိစီအမရံတပံသူတို့ပြောနေကြတဲ့ဘယ်တော့မှမသေးတဲ့ကောင်းကင်ဘုံရောက်ဖို့အကျင့်ဆိုတာတွေဟာဘာမှအကျိုးဖြစ်ထွန်းတဲ့အရာတွေမဟုတ်ဘူးလို့ငါကိုယ်တိုင်သိရပြီသူဆိုလို့အနတ္ထတန်ဟိတံညတ္တဝါယံကိစီအမရံတပံဘယ်တော့မှမသေးရတဲ့ကောင်းကင်ဘုံနတ်ဘုံကိုရောက်စေနိုင်တဲ့အကျင့်ဟာအလကားပဲဘာမှအကျိုးမရှိဘူးဆိုတာကိုငါသိတယ်တပ္ပံနတ္ထံဝဟံဟောတိအဲ့ဒီကျင့်ကြံကြိုးကိုအာထုတ်သမျှတပန်းအကျင့်နေဒုက္ခရာစရိယာအကျင့်နေအားလုံးဟာအကျိုးမဲ့ကိုသာသက်ဆောင်လာမှာဖြစ်တယ်ကောင်းကျိုးချမ်းသာကိုဘယ်တော့မှသက်ဆောင်လာမှာမဟုတ်ဘူးတဲ့အကျိုးမဲ့ဆိုတာဟာလူပိန်ချုံသွားမယ်ကျမ်းမာရေးတွေထိခိုက်သွားမယ်နော်လူရဲ့ရုပ်ပြည့်ဆင်းရဲဖြစ်သွားမယ်နောက်ဆုံးမှသေဆုံးသွားနိုင်တဲ့အဆင့်ထိအောင်ရောက်မယ်ဒါကလွဲလို့ဘာမှမဖြစ်ဘူးလို့ဆိုလို့တပတ်အကျင့်ဆိုတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့စိတ်ဓာတ်သူ့ချွေရဲ့လူဘွားတော်ကတငယ်ချင်းအစိလကတ္တဝါဆိုသူတို့နှစ်ယောက်ငကိုယ်တော်ကတော့စိတ်ဓာတ်သူကျဲကလည်းဗုဒ္ဓဘာသာမဟုတ်ဘူးနောက်ဖရာကိုယ်ွယ်စိတ်ကလိုက်တာသူလည်းအနှစ်30လောက်ရှိတော့အဲ့ဒီမှာတငယ်ချင်းနှစ်ယောက်ပြန်ဆုံတယောက်ကဘာလို့ဆိုအစိလကအကျင့်ကိုကျင့်အဝိုးမို့တဲ့အကျင့်ကိုကျင့်သူတို့နှစ်ယောက်ဆုံတဲ့အခါကျတော့မေးတယ်သူကစိတ်ဓာတ်သူကျဲဂေါရမဖရာကိုယ်ွယ်တာနှစ်ဘယ်လောက်ရှိမလဲနှစ်30ရှိ
အဲ့နှစ်30မှာဘာတွေများထူးထူးခြားခြားရရှိလဲဆိုစိတ်ဓာတ်သူကျင်ကအနာဂံဆိုတော့ပြောတယ်သူသိရင်ဘယ်တော့မှကာမဘုံပြန်မဖြစ်တော့ဘူးတဲ့နော်သူ့မှာကာမရာဂစိတ်ဆိုတာလုံးဝမရှိဘူးပဋိက္ခဆိုဒေါသလည်းလုံးဝမရှိဘူးအဲ့ဒီဩရမဂိယတန်ရောစဉ်လို့ခေါ်တယ်သီလပဒပရမတ္တဝိသိကိစ္စကာမရာဂဗျာပါဒဆိုတာတွေသူကလုံးဝသူ့တဏ္ဍာမှာလုံးဝမရှိဘူးဒီတန်ရောစဉ်10မျိုးတွေက9မျိုးကိုသူဖြတ်တောက်ပြီးပြီဖြတ်တောက်သည့်အတွက်ကြောင့်သူသိလို့ရှိရင်သုဒ္ဓဘာသာပြမဘုံကလွဲရင်ဘယ်မှမဖြစ်ဘူး30တော့ဘုရားဘာသာဖရာရဲ့တပိတာဝကအဖြစ်ခံလိုက်တာအဲ့ဒီအကျိုးရတယ်ကဲကိုရောရောအစိလကအကျင့်ကိုကျင့်တာဘယ်နှစ်ရှိပြီဆိုနှစ်30ရှိပြီဘာအကျိုးရတော့ဆိုအဲ့ဒါအစိလကကိုကျင့်တဲ့အခါကျတော့အဝကမပါဘူးမပါတော့ဒီတိုင်းထိုင်ရတဲ့အခါကျတော့သူကပါတော့တင်ပါကျွတ်တက်တာပဲအပြင်းရှိတယ်ဘာမှမရလိုက်ဘူးသူကနော်ကျွတ်တက်ပြီးဖုံးပေးတာပဲရှိတယ်တဲ့သူအကျိုးကဘာမှမရဘာမှတရားလို့မရဘူးနှစ်30အဲ့ဒီအကျင့်ကျင့်တာဒါပဲရှိတယ်အဲ့ဒီအကျိုးပဲရတယ်လို့ပြောတာအဲ့ဒါလိုပဲမြတ်စွာဘုရားကဒီမှာတပ်ပံနတ္ထဝဟံဟောတိအားလုံးဟာအကျိုးမဲ့ကိုသာယူဆောင်လာတာဖြစ်တယ်အာဝဟဆိုတာယူဆောင်လာဒါမို့ဆုတောင်းတဲ့အခါမှာဒီအာတဝေခယဝဟံဟောတုအာတဝေခယအာဝဟအာတဝေခယကိုဆောင်းယူလာပါစေအာဝဟဆိုတာကိုယ်စီယူလာနော်အာတဝေခယဝဟံလို့ပြောမယ်ဆိုရင်ဝဟဆိုတာယူသွားတာအာဝဟကမှယူလာတာစကလုံးအသုံးမတူဘူးအဲ့တော့အနတ္ထဝဟံအနတ္ထအာဝဟံအကျိုးမဲ့တွေကိုသာကိုယ်စီယူလာတယ်ကောင်းကျိုးချမ်းသာကိုယူမလာဘူးလို့မြတ်စွာဘုရားတပ်ပံအနတ္ထဝဟံဟောတိမကောင်းကျိုးတွေကိုသာကိုယ်ဆန္ဒယူလာတာပါတဲ့ဖိယရိတ်တံဝဓမ္မနိအကျိုးမဲ့ဆိုတာဘာတော့ဆိုခုခေတ်ကတော့ပြောတဲ့စကားရှိတယ်လေကြောက်တုံးကြီးကိုရွေးအောင်စုပြီးတော့တွန်းနေကြတလက်မမရွေဘူးဆိုရင်အလုံးမဟုတ်ဘူးလို့ပြောကြတယ်အခုမှဒီမှာဥပမာပါပေးထားတော့ဆိုလို့ရှိရင်ကုန်းပေါ်မှာလှေကြီးပေါ်ပစ္စည်းတွေတင်ပြီးတော့နော်ထိုးဝါးတို့လှော်တက်တွေနဲ့လှော်ပြီးတော့ပစ္စည်းတည်ကြတာဒါရေထဲမှာတည်ရင်တော့အလုပ်ဖြစ်တယ်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့ကုန်းပေါ်မှာလာပြီးတော့ကုန်းခေါင်ခေါင်ကြီးပေါ်မှာလှေပေါ်ပစ္စည်းတွေတင်ထိုးဝါးတွေနဲ့ထိုးဆိုတော့လှေကတလက်မှမယူဘူးလေအဲ့ဒါလိုပဲဖိယရိတ်တံဝဓမ္မနိကုန်းခေါင်ခေါင်ပေါ်မှာတဲ့ထိုးဝါးတွေလှော်တဲ့တွေဟာဘာအကျိုးမှမဖြစ်တယ်လို့ပဲအလုံးမဖြစ်တယ်လို့ပဲတပတ်အကျင့်တွေဟာဘာမှအလုံးမဖြစ်ဘူးအဲ့လေကတလက်မှမမြည်ဘူးလေကုန်းပေါ်ဆိုရင်ထိုးဝါးနဲ့ထိုးခြင်းတော့ထိုးလှော်တဲ့တွေနဲ့လှော်ခြင်းတော့လှိုးကုန်းပေါ်မှာဆိုရင်သူကတလက်မှမရွေးမှာမဟုတ်ဘူးအဲ့ဒါအကျိုးမရှိတယ်လို့ပဲငါလုံးသမျှတွေဟာလည်းပဲအကျိုးမရှိတပတ်အကျင့်တွေဟာလည်းပဲအဲ့ဒါလို့အကျိုးမရှိဖြစ်ခဲ့တယ်တဲ့မြတ်စွာဘုရားမဏ္ဍကြီးကိုပြန်ပြောပြပြီသီလံသမာဓိပညာစမက္ခံဘောဓာယဘာဝယပတ္တောသမိပရမံသုတ်တေနိဟတောတွမတိအနကသမြတ်စွာဘုရားသူဟာဘယ်နည်းနဲ့ကိလေသာအညစ်အကြေးတွေကစင်ကြဲလာတယ်ဆိုတာကိုရှင်းပြတယ်သူကိုယ်တိုင်ကျင့်ခဲ့တဲ့အကျင့်မှန်ကိုရှင်းပြတယ်သီလံသမာဓိပညာစမက္ခံဘောဓာယဘာဝယအသိဉာဏ်တစ်ခုရဖို့ရအတွက်သီလဆိုတဲ့အကျင့်ကိုကျင့်တယ်သမာဓိဆိုတဲ့အကျင့်ကိုကျင့်တယ်ပညာဆိုတဲ့အကျင့်ကိုကျင့်ဒါသီလသမာဓိပညာဆိုတာမဂ္ဂင်၈ပါးပဲဆိုလိုတာကသမဝါစာသမကမ္မန္တသမအာဇီဝမှန်တဲ့စကားကိုသာပြောတယ်စကားနဲ့ပတ်သက်ပြီးအလွဲမှားမဖြစ်စေအောင်ရှောင်ကျဉ်တယ်လိမ်ပြောတာမလုပ်ဘူးဂုံတိုက်တာမလုပ်ဘူးဆဲရီတိုင်းထွာတာမလုပ်ဘူးအကျိုးမဲ့စကားတွေပြောတာမလုပ်ဘူးရှောင်ကျဉ်တယ်မှန်တာပဲပြောတယ်ညီညွတ်အောင်ပြောတယ်ချိုးသားစွာပြောတယ်ကောင်းတဲ့စကားတွေကိုသာပြောတယ်သမဝါစာ
သူများတဲ့တတ်တာတို့သူများဥစ္စာခိုးတာသူတော်ဘာသားများပြစ်မှားတယ်ဆိုရဲကာယကံမှုမလုပ်ဘူးအဲ့ဒါတွေကရှောင်တယ်တမ္မကမ္မတအဲ့ဒီ6မျိုး9မျိုးနဲ့အသက်မွေးဝမ်းကြောင်းမပြုတ်ဘူးတမ္မာအာစီဝါဟောအဲ့ဒီသီလနဲ့သီလကိုဖြစ်ချင်တာတမာတိအာယုန်တစ်ခုရဲ့ပုံမှာစိတ်တည်ငြိမ်နေအောင်တမာတိကျင့်စဉ်ကိုကျင့်တယ်တမာတိဆိုတဲ့ထဲမှာအကုသိုလ်တရားတွေမဖြစ်ခင်ကမဖြစ်အောင်ထိမ့်သိမ့်တယ်ကြိုးစားတယ်လုံလဝိရိယဖြစ်လာပြီးရင်ဖယ်ရှားဖို့ကြိုးစားတယ်တခါကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာမဖြစ်သေးရင်ဖြစ်အောင်ကြိုးစားတယ်ဖြစ်ပြီးလို့ရှိရင်တိုးပွားလာအောင်ကြိုးစားတယ်ဆိုတဲ့ဝိရိယစိတ်အာယုန်လေးပေါ်မှာအမြဲတမ်းအာယုန်စိတ်ရဲ့အာယုန်လေးပေါ်မှာအမြဲတမ်းတတိဖြင့်စောင့်ကြည့်တယ်တမ္မာတတိအဲ့ဒီစောင့်ကြည့်တဲ့အာယုန်ပေါ်မှာစိတ်ကလေးတည်ငြိမ်မှုကိုရရှိတယ်တမ္မာသမာဓိဆိုတယ်အဲ့ဒီသမာဓိကျင့်စဉ်ကိုလည်းပဲသူကျင့်ကြံကြိုးကိုအထုတ်လိုက်တယ်တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပဆိုတဲ့ဒီမှန်ကန်တဲ့အတွေးတွေနဲ့မှန်ကန်တဲ့အမြင်တစ်ခုရအောင်ကြိုးစားအထုတ်လိုက်တယ်အဲ့ဒါကိုသီလံသမာဓိပညာစဝိမု ക്തി သီလံသမာဓိပညာစမက္ခံဘောဓာယဘာဝယံကိုယ်တဏ္ဍာမှာမဖြစ်သေးရင်ဖြစ်အောင်လုပ်တယ်ဖြစ်ပြီးရင်တိုးပွားလာအောင်လုပ်တယ်အဲ့ဒီနီလန်းတိုင်ကျင့်ကြံကြိုးကိုအားထုတ်လိုက်သည့်အတွက်ကြောင့်ပတ္တောသမိပရမန်သုတ်တေအမြင့်ဆုံးအကောင်းဆုံးစင်ကြယ်မှုကိုသူရရှိလိုက်တယ်အကောင်းဆုံးစင်ကြယ်မှုကိလေသာတွေကနေအကောင်းဆုံးစင်ကြယ်မှုတစ်ခုကိုသူရရှိပြီပရမတ်သုတ်တိဆိုတာရတ္တမေရတ္တဖို့ဆိုတဲ့အစင်ကြယ်ဆုံးကိလေသာမှာအစင်ကြယ်ဆုံးအရာတစ်ခုအောင်မြင်ရောက်ရှိလောက်တယ်ဆိုပြီးမြတ်စွာဘုရားကသူဘယ်လိုစင်ကြယ်တယ်ဆိုတာကိုရှင်းပြလိုက်တယ်ကိလေသာတွေကဘယ်လိုလွတ်မြောက်ပြီးဘယ်လိုစင်ကြယ်တယ်ဆိုတာကိုမနတသားကြီးကိုတုံ့ပြန်ပြောကြပြီးဘာမဲရှိတုံးဆိုနိဟတောတွမတိအန္တကအန္တကဟဲ့မနတွန်တင်သည်နိဟတောအရှုံးကြီးရှုံးကြီးမင်းငါ့ကိုဘာမှလုပ်လို့မရဘူးမင်းရဲ့လောက်ရတွေအကုန်လုံးငါမင်းကိုငါနှိပ်ကွက်တယ်သူလှုပ်ချင်တာတွေလှုပ်လို့မရအောင်နှိပ်ကွက်ပြီးသားဖြစ်သွားပြီမင်းဟာလုံးဝအရှုံးသမားပဲဖြစ်သွားပြီနော်ဘဝမှာမင်းဟာအရှုံးသမားကြီးပဲမင်းဘာမှမတတ်နိုင်ဘူးငါလုံးဝစင်ကြယ်သူဖြစ်နေပြီမင်းဟာအရှုံးသမားကြီးပဲလို့အဲ့လိုမြတ်စွာဘုရားကတုံ့ပြန်ပြောဆိုလိုက်တဲ့အခါမှာမန္တကြီးကဩငါမှန်းသိသွားပြီငါမှန်းသိသွားပြီဆိုပြီးတော့သူကမသိအောင်တူတူတိတ်တိတ်လာပြီးဟိုလိုလူဒီလိုလာလောက်တာမြတ်စွာဘုရားကသူမှန်းသိတာပြောလိုက်တဲ့အခါမှာစိတ်ပြက်ဝမ်းပြက်နဲ့မြတ်စွာဘုရားမျက်စိအောက်ကပျောက်ကွယ်ပြီးတော့သွားတယ်လို့ဒီလိုမှတ်တမ်းတင်ထားတာဒီသုတ်တာမှာဒီလိုအဲ့တော့မြတ်စွာဘုရားရဲ့တုံ့ပြန်ပြောဆိုမှုမဏ္ဍကြီးရဲ့လာရောက်ပြောဆိုမှုဒီနှစ်ခုဟာမဏ္ဍကြီးကမှားယွင်းတဲ့အကျင့်ကိုကျင့်နေတာကိုသူကမှန်ကန်တယ်လို့ယူဆပြီးမြတ်စွာဘုရားကိုလမ်းကြောင်းလွဲအောင်လာလုပ်တယ်မြတ်စွာဘုရားကအဲ့ဒါတွေကလမ်းကြောင်းအစစ်မဟုတ်ဘူးလမ်းကြောင်းအစစ်ဟာသီလသမာဓိပညာကျင့်စဉ်တာဖြစ်တယ်လို့ဒီလိုရှင်းပြလိုက်ခြင်းဖြင့်မဏ္ဍရဲ့ဒီအာနာစက်တန်တရားကနေပြီးတော့လွတ်ကင်းသွားတဲ့လမ်းကြောင်းကိုမြတ်စွာဘုရားရှာဖွေတွေ့ရှိကြောင်းထုတ်ဖော်ပြောလိုက်တဲ့အခါမှာမဏ္ဍကြီးနောက်ဆုတ်ပြီးပျောက်ကွယ်သွားတယ်လို့ဆိုတာကိုမှတ်တမ်းတင်ထားတာဖြစ်တယ်တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့မဏ္ဍတို့တုံ့ပြန်ပြောကြတယ်မြတ်စွာဘုရားရဲ့အဆုံးအမတရားတွေဟာတကယ်တော့အလုံးအတွက်တန်ဖိုးရှိတဲ့ဆုံးမတရားတွေသာဖြစ်သည့်အတွက်ကြောင့်ဒီဆုံးမတရားတွေအတိုင်းမိမိတို့ကိုယ်တိုင်လည်းစင်ကြယ်အောင်သီလသမာဓိပညာကလွယ်လို့တခြားချင်းစရာမရှိဘူးဆိုတာကိုယ်စီမှတ်သားပြီးမှန်ကန်တဲ့အကျင့်လမ်းကြောင်းကနေပြီးတော့စင်ကြယ်ရေးလမ်းကြောင်းကနေရှောက်လှမ်းပြီးတော့မိမိတို့မှာကိရိတာညစ်ကြေးကစင်ကြယ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချ
မ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဩလန္တာဒုက္ခပင်္ဂစာမေတ္တာပုံနေတုသင်္ကမမနောတရောတိတဝိတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာရဟုရောက်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်တဝိတံကျွမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်သာစင်ထောရအိမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန်းတဝန္တရွှေမျိုးဝမုံလူလျက်ကြည်နူးပွဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခန္တကလေးအောင်လေးတဲ့ရောရှေသင်ပြပီတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်တည်း